ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကို 3D ပဲတင်နေလို့ 2D ကဏ္ဍလေးကမတင်ဘူးလားလို့ကျွန်တော်မေးနေတယ်အကိုတွေမတွေကျွန်တော်ဟောဒီမှာ29ရက်6လ2025တနင်္လာနေ့ဖွင့်နေညနေ4နာရီခွဲ 2D ကဏ္ဍလေးကိုကျွန်တော်တင်ပေးလိုက်ပြီဖြစ်တယ်ဗျာနော်ဒီ live video ပိုင်းကိုစဆုံးပြီးစနေအောင်ကြည့်တော့ပေးမိတ်ဆွေတွေကျွန်တော် YouTube ကောက်ရတယ်တိုက်ရိုက် live လွှင့်နေတာဖြစ်တယ်ဗျာနော် video ပိုင်းမဟုတ်ပါဘူး YouTube ကောက်ရတယ်တိုက်ရိုက် live လွှင့်နေတာနော်ကျွန်တော်ကဏ္ဍလေးကိုတခါတည်းဖော်ပြထားတယ်ကြိုက်နေတဲ့မိတ်ဆွေတွေက like ထိုးပါလို့ကျွန်တော်ပြောချင်တယ်ဗျနော်ကြိုက်နေတဲ့မိတ်ဆွေတွေ like ထိုးပေးပါနော်ကျွန်တော်တူတယောက်စီမှာဘေငွေတပြားတစ်ချက်မှကျွန်တော်ကြိုတောင်းခြင်းလုံးဝမရှိဘူးကျွန်တော်အားလုံးကိုစေတနာစိမ့်မှန်နဲ့ကျွန်တော်တင်ပေးတာနော်ကျွန်တော်ရဲ့စေတနာကိုအတိမဲ့ပြုတ်ပါတယ်ဆရာကြီးကျွန်တော်လို့ထိုးခြင်းနဲ့အမှန်တကယ်ပေါက်ခြင်းနဲ့ဆိုဟောဒီမှာဒီညနေ4နာရီခွဲမှာထွက်ရှိမဲ့ဒေတာခွက်ကောင်ကိုထိုးတော့နော်တနင်္လာနေ့ခွဲနေ့ဒီညနေ4နာရီခွဲမှာထွက်ရှိမဲ့တခွက်ကောင်းလေးကိုထိုးတော့ဟောဒီမှာတခါတည်းဖော်ပြထားပြီလေတေချာလေးကြည့်တော့ပြီနော်တခါတည်းဖော်ပြထားပြီလေဒီကနန်းအောင်လဲမိတ်ဆွေတွေရဲ့ comment ထဲမှာတခါတည်းကျွန်တော်မှန်သွားပြီနော်ဒီ live video ဖိုင်ကိုဒီ YouTube ကောက်တွေ့မြင်တဲ့သူကကျွန်တော်တခုပဲကိုညီပဲ subscribe လေးနေသွားပြီနော်ဒါကျွန်တော်အတန်းချင်းရှာတာလုံးဝမဟုတ်နော် subscribe လေးနေသွားပြီကျွန်တော်တေချာရလို့မနက်ပိုင်းမှာလည်းကျွန်တော် live လွှင့်ပေးခဲ့တယ်လေးထိပ်စီလေးပိတ်နဲ့လေးအောင်မြင်သွားတယ်နော်ဒါကျွန်တော်စီမှာထိုးခဲ့တဲ့သူတွေတည်တယ်ရခဲ့တဲ့သူတွေတည်တယ်ဟုတ်ပြီလားကျွန်တော်အားလုံးကိုစေတနာနဲ့ကျွန်တော်တင်ပေးတာနော်ကျွန်တော်ဒီညနေလဲထပ်ပြီးတင်လာပြီးတော့ဟောဒီမှာတကောကောင်းလေးနော်မိတ်ဆွေတွေဒီဗီဒီယိုဖိုင်ကိုမြင်ပါသေးပဲကျွန်တော်ဆူတောင်းတယ်။ဘာကြောင့်လဲမမြင်တဲ့သူကမပေါ့ဘူး။မြင်တဲ့သူကပေါ့မယ်။ဒါကြောင့်မို့တခြားသူတွေကိုလည်းပြန်လည်ပြီးမျှဝေပေးပါလို့ကျွန်တော်ပြောချင်တယ်။နော်ဟုတ်ပြီလားမျှဝေပေးပါ။နော်အမှန်တကယ်လို့ချင်တယ်ကျွန်တော်တို့ပေါက်ချင်တယ်ဆရာကြီးကျွန်တော်တို့ကူညီပေးပါ။နော်ကျွန်တော်တို့ဒေတာကွက်ကောင်ပဲထိုးချင်တယ်။နော်ကနက်အကွက်ကြီးလည်းအများကြီးမထိုးချင်ဟုတ်ပြီဒါတွေကိုဆရာဘက်ကလည်းကြိုတီလို့ကြိုမြင်လို့ဆရာဘက်ကလည်းဒေတာကွက်ကောင်ပဲအားလုံးကိုဘေးငွေလုံးဝတပြားတစ်ချက်မှကြုံတောင်းမဲ့နဲ့အလကားတင်ပေးတာဖရီတင်ပေးတာနော်ဆင်းအောင်တစ်ခုပဲကူညီဒီဗီဒီယိုဖိုင်ကိုတွေ့မြင်တဲ့သူတွေ YouTube ကို subscribe လေးပဲနှိပ်သွားပေး။ဘာကြောင့် subscribe နှိပ်ခံလဲဆိုတော့နောက်အချိန်တွေကျွန်တော်တင်တဲ့ခါကျရင်ကျွန်တော်ဗီဒီယိုဖိုင်လေးတွေကိုတွေ့မြင်အောင်လို့ဘာကြောင့်လဲကျွန်တော်အလကားတင်ပေးတာဗျ။တူတယောက်စီမှာပြင်ငွေတပြားတစ်ချက်မှကျွန်တော်ကြိုတောင်းတာမဟုတ်ဘူးအလကားတင်ပေးတာနော်ဒါကြောင့်မို့မိတ်ဆွေတွေကိုကျွန်တော်မြတ်တာတစ်ခုပဲရက်ခံတယ် subscribe လေးနှိပ်သွားပေးပါကျွန်တော် 3D လေးတင်ထားပေးပါတယ်ဒီ YouTube ကောက်တော့မှာလေနော်ဒါဒီညနေ4နာရီခွဲမှာထွက်ရှိမယ်2ဒီကဏ္ဍလေးပဲဖြစ်တယ်နှလုံးကဏ္ဍဟောဒီမှာ50နဲ့မှ6နော်တေချာလေးကြည့်သွား50နဲ့မှ6အမှန်တကယ်ထိုးခြင်းနဲ့အမှန်တကယ်ပေါက်ခြင်းနဲ့လက်ထဲမှာ1000ချင်း1000မို့ပေါက်မယ်ဗျာ9000ချင်း9000မို့ပေါက်ကျွန်တော်အာမခံဟုတ်ပြီလားနော်ကျွန်တော်ကိုယ်တိုင်ရရှိထားတဲ့ကဏ္ဍကိုမိတ်ဆွေတွေကိုကျွန်တော်အလကားပေးတာနော်တခြားသူတွေလိုမျိုးပေငွေတပြားတစ်ချက်မှကြိုတောင်းတာမဟုတ်ဘူးဒါကျွန်တော်ပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးနော်ဒါကျွန်တော်စေတနာနဲ့ကိုညီပေးတာစေတနာကိုအတိမဲ့ပြုတ်တယ်ဆိုရင်စကွိုက်လေးနှိပ်သွားအခုကြည့်နေနေနှိပ်သွားဟုတ်ပြီလားနော်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်